Microsoft Word မှာလူသိနည်းပြီးတော့အမေးများတဲ့အကြောင်းအရာလေးတွေကိုစုစည်းပြီးတော့ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာသင်ကြားပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့နိုင်လေးထုံးပါကျွန်တော်အခုပြပေးမယ့်အကြောင်းအရာလေးတွေတည်းကနေပြီးတော့ကိုမသိသေးတဲ့အကြောင်းအရာလေးတွေပါမယ်ဆိုရင်တော့အားလုံးအတွက်အရင်အသုံးဝင်မယ်လို့ထင်ပါတယ်။ဒီတော့ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရအတွက် Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ Microsoft Word software ကျွန်တော်တို့ပွင့်လာပြီဆိုရင်တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့က ribbon bar လေးပြောင်းနေတာကိုဖြည့်ရှင်းတဲ့နည်းလမ်းလေးဖြစ်ပါတယ်။အခုဒီမှာဆိုရင်ကျွန်တော်တို့မြင်တွေ့နေရတဲ့ ribbon bar လေးက home tab တို့ insert tab တို့ထဲမှာကျွန်တော်တို့ဝင်လိုက်တဲ့အခါမှာဆိုရင်တော့သက်ဆိုင်ရာကျွန်တော်တို့ button လေးကပေါ်နေသေးတယ်။စာရွက်ထဲမှာကျွန်တော်တို့ click နှိပ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီ button ကြီးကသူ့လိုလို auto ပျောက်သွားတယ်ပေါ့နော်။အခုလိုမျိုးကျွန်တော်တို့က ribbon bar ကပျောက်နေလို့ပြန်ပြီးတော့မှပေါ်ခြင်းနဲ့ home tab တွေထဲလည်းကျွန်တော်တို့ကမဝင်ချင်ဘူးဆိုရင်တော့ပုံမှန်အတိုင်းလေးပြန်လဲပြီးတော့ရရှိဖို့ရအတွက်အခုဒီမှာကျွန်တော်တို့ home tab တစ်ခုခုလေးကျွန်တော်တို့ဝင်ပေးထားမယ်ပြီးရင်တော့ကျွန်တော်တို့ဒီရဲ့ ribbon bar လေးပေါ်မှာ right click လေးနှိပ်ပြီးတော့ collect the ribbon ဆိုတဲ့နေရာလေးမှာအမှန်ချင်းလေးဖြုတ်ပေးလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီရဲ့ button လေးကပေါ်လိုက်ပြောက်လိုက်မဟုတ်တော့ဘဲနဲ့ပုံမှန်အတိုင်းလေးကျွန်တော်တို့ပုံသေးအနေအထားလေးရရှိသွားမှာဖြစ်ပါတယ်။ဒါလေးကလည်းကျွန်တော်တို့အမေးများတဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာတခါတည်းထည့်ပြီးတော့သင်ကြားပေးလိုက်တယ်ပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်တို့ Microsoft Word မှာပေတံဘားပြောင်းနေလို့ကျွန်တော်တို့ပြန်ဖော်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။အခုဒီရဲ့အပေါ်လေးမှာဆိုရင်ကျွန်တော်တို့ပုံမှန်အတိုင်းပေတံဘားလေးကျွန်တော်တို့ရှိတယ်ပေါ့နော်။ဒီတော့အခုဒီမှာဆိုရင်ကျွန်တော်တို့ပေတံဘားလေးကပြောင်းနေတယ်ပြန်ပြီးတော့ပေါ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကview တက်ထဲကိုကျွန်တော်တို့ဝင်ပြီးတော့မှဒီမှာကျွန်တော်တို့ ruler ဆိုတဲ့နေရာလေးမှာအမှန်ချလေးထည့်ပေးရပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့အခုဒီမှာပေတံဘားလေးရပြန်ပြီးတော့မှပေါ်လာတာကိုတွေ့ရပါလိမ့်မယ်။ပြီးရင်နောက်တစ်ခုကကျွန်တော်တို့အခုဒီမှာကျွန်တော်တို့ပေတံဘားလေးတော့ပေါ်လာတယ်။လက်ရှိပေါ်လာတဲ့ကျွန်တော်တို့ပေတံဘားလေးက unit တွေကကျွန်တော်တို့ centimeter တွေနဲ့ဖြစ်နေတယ်ပေါ့နော်။ဒီတော့အခုလိုမျိုးကျွန်တော်တို့ကပေတံဘားမှာ unit တွေက centimeter ဖြစ်နေတာကိုကျွန်တော်တို့ inch လက်မပြန်ပြီးတော့ပြောင်းချင်တယ်ဆိုရင်လည်းကျွန်တော်တို့ရတယ်။ file နဲ့နေပြီးတော့မှကျွန်တော်တို့ option ဆိုတဲ့ tab ကိုဝင်ပေးပါမယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာ advanced ဆိုတဲ့ tab ကိုဆက်ပြီးတော့ဝင်ပေးပါမယ်။ advanced နဲ့ကိုကျွန်တော်တို့ရောက်လာပြီဆိုရင်တော့အောက်မှာကျွန်တော်တို့ scroll bar လေးနဲ့အောက်ကိုနည်းနည်းလေးဆွဲလိုက်ပါမယ်။အောက်ထိကျွန်တော်တို့ဆွဲလိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာ display ဆိုတဲ့ကျွန်တော်တို့ခေါင်းစဉ်ရဲ့အောက်မှာ show measurement and unit of ဆိုတဲ့နေရာလေးတွေ့ရပါလိမ့်မယ်။ဒီရဲ့နေရာလေးမှာကျွန်တော်တို့ centimeter ဖြစ်နေတာလေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့ဒီရဲ့နေရာလေးမှာ inch ဆိုတာလေးရွေးပေးထားပါမယ်။ပြီးရင်တော့ okay လေးနှိပ်ပေးလိုက်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့ပေတံဘားမှာအစောကလိုမျိုးကျွန်တော်တို့ unit တွေက centimeter နဲ့မပြတော့ဘဲနဲ့ inch လက်မနဲ့ကျွန်တော်တို့ပြသွားတာကိုတွေ့ရပါလိမ့်မယ်။ဒါကတော့ကျွန်တော်တို့မေးထားတာလေးတွေပေါ့နော်။ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ Microsoft Word မှာစာရွက်ရဲ့ထောင်လေးထောင်မှာအခုလိုမျိုးကျွန်တော်တို့ကမြေအကွေးသင်္ကေတပုံစံလေးပါနေတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကမလိုချင်လို့ပြန်ပြီးတော့ဖျောက်ချင်တယ်ဆိုရင်ဒီရဲ့သင်္ကေတပုံစံလေးကိုကျွန်တော်တို့က crop matte လို့ခေါ်ပါတယ်ဒီတော့အခုလိုမျိုးကျွန်တော်တို့ crop matte သင်္ကေတလေးဖြုတ်ချင်တယ်ဆိုရင်တော့ Microsoft Word ရဲ့ကျွန်တော်တို့ setting ထဲကိုဝင်ပေးရပါမယ်ဒါကြောင့်ကျွန်တော်တို့ file နဲ့နေပြီးတော့ option ဆိုတဲ့ထဲကိုဝင်ပေးပါမယ်file နဲ့နေပြီးတော့ option ဆိုတဲ့ထဲကိုဝင်ပြီးသွားပြီဆိုရင်အစောနာလိုပဲကျွန်တော်တို့ advanced ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်ပေးလိုက်ပါမယ်။ advanced နဲ့ကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ scroll bar နဲ့ပြီးတော့မှအောက်ကိုနည်းနည်းလေးကျွန်တော်တို့ဆွဲလိုက်ပါမယ်။ကျွန်တော်တို့ show document content ဆိုတဲ့ခေါင်းစဉ်လေးကိုတွေ့အောင်ရှာပေးပါမယ်။အဲ့ဒီခေါင်းစဉ်ရဲ့အောက်မှာဆိုရင်ကျွန်တော်တို့ဒီမှာ show chromat ဆိုတဲ့နေရာလေးမှာအမှန်ချလေးဝင်နေတာကိုတွေ့ရပါတယ်။ဒီတော့ဒီရဲ့သင်္ကေတပုံစံလေးကိုကျွန်တော်တို့ကမလိုအပ်လို့ဖြုတ်ချင်တယ်ဆိုရင် show chromat ဆိုတာလေးကိုကျွန်တော်တို့ကအမှန်ချလေးဖြောက်ပြီးတော့okay လေးနှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးစာရွက်ရဲ့ထောင်လေးထောင်မှာမြင်ကွေးသင်္ကေတပုံစံ crop matte ပုံစံလေးကျွန်တော်တို့ပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒါဆိုကျွန်တော်တို့ဒီထိနားလည်လောက်မယ်လို့ထင်တယ်။ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ကအခုဒီမှာ Microsoft Word ထဲမှာကျွန်တော်တို့စာရီရိုက်တယ်ပေါ့နော်။ပြီးရင် enter လေးခေါက်လိုက်တာနဲ့တပြိုင်နက်ကျွန်တော်တို့ဒီမှာကိုရိုက်ထားတဲ့စာရီရဲ့အခုလိုမျိုးလေးဘက်လေးတန်းလေးမှာဒီဘောင်းလေးပါနေတယ်ပေါ့နော်ဇရာကွက်လိုပုံစံကြီးကျွန်တော်တို့အန်တာခောက်လိုက်တိုင်းမှာကျွန်တော်တို့ပါနေတာဒီလိုမျိုးပါနေတယ်ဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ဖြည့်ရှင်းနေတယ်ဆိုရင်တော့ဒါကိုတော့ကျွန်တော်တို့က tab boundary လို့ခေါ်ပါတယ်စာတွေကိုကျွန်တော်တို့ဘောင်းခတ်တဲ့ပုံစံလေးတွေပေါ့နော်ဒီတော့အခုလိုမျိုးပုံစံတွေကျွန်တော်တို့မလိုချင်လို့ပြန်ပြီးတော့ဖြုတ်ချင်တယ်ဆိုရင်လည်း Microsoft Word မှာကျွန်တော်တို့ setting ထဲမှာဝင်ပြီးတော့ပြင်ပေးရပါမယ်ဒါကြောင့် file နဲ့နေပြီးတော့ option ဆိုတဲ့ထဲကိုဆက်ပြီးတော့သွားမယ်ပြီးရင်တော့ကျွန်တော်တို့ advanced ဆိုတဲ့ထဲကိုဆက်ပြီးတော့သွားပါမယ်။ scroll bar နဲ့ပြီးတော့အောက်ကိုနည်းနည်းလေးကျွန်တော်တို့ဆွဲချပါမယ်။ show document content ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာ
show tab boundary ဆိုတဲ့နေရာလေးမှာအမှန်ချင်လေးဝင်နေတာကိုတွေ့ရပါတယ်ဒီတော့အခုလိုမျိုးကျွန်တော်တို့စာရီရိုက်တဲ့အခါမှာစာရီရဲ့ဘောင်လေးတွေကျွန်တော်တို့မပါချင်ဘူးဖြုတ်ချင်တာဖြစ်တဲ့အတွက် show tab boundary ဆိုတဲ့နေရာလေးမှာအမှန်ချင်လေးဖြုတ်မယ် okay လေးနှိပ်လိုက်တဲ့တပြိုင်နက်ကျွန်တော်တို့ဒီမှာဘောင်လေးတွေပါနေတာတွေကျွန်တော်တို့ပြုတ်သွားတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုနားလည်လောက်မယ်လို့ထင်တယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ Microsoft Word မှာဝင်းဖောက်နေသုံးပြီးတော့စာရိုက်တဲ့အခါမှာဒါတွေတောက်ချက်ရိုက်လို့မရတဲ့ပြဿနာဖြေရှင်းတဲ့နည်းလမ်းလေးပေါ့နော်ဒါလေးကလည်းကျွန်တော်တို့ခဏတိုင်းလာပြီးတော့မှမေးထားတာလေးတွေ့ရတဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာထည့်ပြီးတော့သင်ကြားပေးပါတယ်ကျွန်တော်တို့အခုဒီမှာဆိုရင်ဖောင်ပြောင်းတဲ့နေရာလေးမှာဝင်းဖောင်တစ်ခုခုပြောင်းလိုက်ပါမယ်ကျွန်တော်တို့ W0 ဖောင်နေပဲဖြစ်ဖြစ်win researcher တို့ win in တို့ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့က win ဖောင်းနေနဲ့ကျွန်တော်တို့ပြောင်းပြီးတော့မှစာလေးတွေရိုက်တဲ့အခါမှာဒါတွေတောက်ချက်ကျွန်တော်တို့ကပြောင်းပြီးတော့မှရိုက်တယ်ပေါ့အခုဒီမှာကျွန်တော်တို့ W0 2ဖောင်းလေးကျွန်တော်တို့ပြောင်းလိုက်ပါမယ် enter လေးခောက်လိုက်မယ်ဒီမှာကျွန်တော်တို့ဒါတွေနဲ့တောက်ချက်ရိုက်ကြည့်ပါမယ်အခုလိုမျိုးကျွန်တော်တို့ဒါတွေတောက်ချက်ရိုက်တဲ့အခါမှာလုံးဝကျွန်တော်တို့ကရိုက်လို့မရဘဲနဲ့အခုလိုမျိုးပုံစံကြီးကျွန်တော်တို့ပေါ်နေတာကိုတွေ့ရပါတယ်ဒါတွေတောက်ချက်ရိုက်ကြည့်မယ်လုံးဝရိုက်လို့မရဘူးပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဝင်းဖောင်းနေသုံးပြီးတော့စာရိုက်တဲ့အခါဒါတွေတောက်ချက်ရိုက်လို့မရဘူးဆိုရင်လည်း Microsoft Word မှာကျွန်တော်တို့ setting ဝင်ပြီးတော့ပြင်ပေးရပါမယ် file နဲ့နေပြီးတော့မှ option ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်မယ်ပြီးရင်တော့ကျွန်တော်တို့ကဒီတစ်ခါတော့ proofing ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါမယ် proofing ဆိုတဲ့ထဲကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ auto correct option ဆိုတဲ့ထဲကိုဆက်ပြီးတော့သွားလိုက်ပါမယ်auto correct option ဆိုတဲ့ထဲကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ auto format as you type ဆိုတဲ့နေရာလေးတွေကိုဝင်ပြီးတော့ strike with mark with ဆိုတဲ့နေရာလေးမှာအမှန်ချင်လေးဖြုတ်ပြီးတော့ okay လေးနှိပ်ပေးပါမယ် okay လေးနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့အခုဒီမှာဒါတွေနဲ့ဒါဝချိုက်ပြန်ပြီးတော့ရိုက်ကြည့်လိုက်တဲ့အခါမှာဆိုရင်ရိုက်လို့ရသွားတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုကျွန်တော်တို့ဒါလေးလဲနားလည်လောက်မယ်လို့ထင်တယ်ပြီးရင်ကျွန်တော်တို့နောက်ထပ်နီလန်လေးတွေဆက်ပြီးတော့သွားမယ်ပေါ့နော်ဒီတခါတော့ကျွန်တော်တို့ Microsoft Word မှာနမူနာစာပိုင်လေးတွေခေါ်ချင်တယ်ဆိုရင်ညီမချင်းလေးထိုးပြီးတော့ IND run လို့ရိုက်ထည့်ပါတယ်ပြီးရင်တော့ Gwen လေးစပါမယ်ကိုကစာပိုင်အရေးအတွက်ဘယ်နှပိုက်ခေါ်ချင်တာလဲအပိုက်30လောက်ခေါ်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့30ဆိုပြီးတော့ရိုက်ထည့်တယ် Gwen လေးပိတ် Enter လေးခေါက်လိုက်တာနဲ့တပြိုင်နက် Microsoft Word မှာကျွန်တော်တို့ဒီမှာနမူနာစာပိုင်လေးတွေအပိုက်30ကျွန်တော်တို့ကြာလာပါတယ်ဒီတော့အခုလိုမျိုးကျွန်တော်တို့က Microsoft Word မှာစာရီရိုက်ပြီးသွားတဲ့အချိန်မှာဆိုရင်စာရွက်တစ်ရွက်နဲ့တစ်ရွက်ရဲ့ဂျားတွေကအကွာအဝေးလေးကအခုလိုမျိုးကျွန်တော်တို့စပေလေးချားနေတာကိုတွေ့ရတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကဖြစ်နေတဲ့အခါမျိုးမှာကိုက Microsoft Word ကိုကောင်းကောင်းမွန်မွန်သိပြီးတော့အသုံးမပြုတတ်သေးဘူးပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့က mouse နဲ့ကျွန်တော်တို့ဒီရဲ့ဂျားထဲမှာကလစ်နှစ်ချက်ကျွန်တော်တို့ကမှားပြီးတော့နှိပ်လိုက်မိတဲ့အခါမျိုးမှာစာရွက်တစ်ရွက်နဲ့တစ်ရွက်ကကျွန်တော်တို့အရန်ကတ်သွားတတ်ပါတယ်အခုလိုမျိုးကျွန်တော်တို့ကစာရွက်တွေကပုကတ်သွားတဲ့အခါမျိုးမှာကျွန်တော်တို့ပြန်လည်ပြီးတော့မှဖြည့်ရှင်းကျင်တယ်ဆိုရင်တော့ Microsoft Word မှာကျွန်တော်တို့ setting လေးနဲ့ဝင်ပြီးတော့ဖြည့်ရှင်းလို့ရတယ် file နဲ့နေပြီးတော့မှ option ဆိုတဲ့ထဲကိုသွားပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ display ဆိုတဲ့ထဲကိုသွားလိုက်ပါမယ် display နဲ့ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ဆုံးလေးမှာရှိနေတဲ့ show white space between page and print layout view ဆိုတဲ့နေရာလေးမှာအမှန်ချလေးပြုတ်နေပါတယ်ဒီတော့ဒီရဲ့နေရာလေးမှာအမှန်ချလေးထည့် okay လေးနှိပ်လိုက်တယ်ဆိုရင်တော့စာရွက်တစ်ရွက်နဲ့တစ်ရွက်ရဲ့ဂျားတွေကအကွာအဝေးလေးကအခုလိုမျိုးကျွန်တော်တို့ပုံမှန်အတိုင်းလေးပြန်ပြီးတော့မှဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ Microsoft Word မှာကိုကမောက်နဲ့ဒီစာရွက်နှစ်ခုရဲ့ဂျားတွေမှာကလစ်နှစ်ချက်သွားပြီးတော့မှလွှဲပြီးတော့နှိပ်လိုက်မိတဲ့အခါမျိုးမှာစာရွက်တွေရဲ့တစ်ရွက်နဲ့တစ်ရွက်ကျွန်တော်တို့ပုကတ်သွားတဲ့အခါမျိုးလေးတွေကြုံတွေ့ရတယ်ပေါ့နော်ဒီလိုအခါမျိုးမှာကိုယ်တိုင်ပြန်လဲပြီးတော့မှဖြည့်ရှင်းတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဒါဆိုနားလည်မယ်လို့ထင်တယ်ပြီးရင်နောက်ထပ်တစ်ခုကကျွန်တော်တို့ကအခုလက်ရှိကျွန်တော်တို့ Microsoft Word မှာမြင်တွေ့ရတဲ့ပုံစံလေးကကျွန်တော်တို့ print layout view နဲ့ကျွန်တော်တို့မြင်တွေ့ရပါတယ်ဒါအောင်မှကျွန်တော်တို့ကနားမလည်ပဲနဲ့အခုဒီရဲ့အောက်ခြေလေးမှာရှိနေတဲ့ကျွန်တော်တို့ status bar လေးမှာကျွန်တော်တို့ဒီမှာအလဲမှာဆိုရင် print layout ဆိုတာလေးရှိတယ်ဒီဘက်မှာဆိုရင်ကျွန်တော်တို့က read mode ဆိုတာလေးကျွန်တော်တို့ရှိတယ်ပေါ့နော်ဒီဘက်ဘေးလေးမှာဆိုရင်ကျွန်တော်တို့က web layout ဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ်တကယ်လို့ကျွန်တော်တို့ကဒီရဲ့နေရာလေးမှာဆိုရင်ကျွန်တော်တို့ပုံမှန်အတိုင်းအခုလိုပုံစံလေးမြင်တွေ့နေရတယ်ဒါကိုကမသိဘဲနဲ့ဒီဘက်ဘေးကနေပြီးတော့မှ remote ဆိုတာကြီးကိုကျွန်တော်တို့သွားပြီးတော့မှရွေးလိုက်မိတဲ့အခါမျိုးမှာဆိုရင် Microsoft Word မှာကျွန်တော်တို့ကိုပုံမှန်အသုံးပြုနေကြ view အတိုင်းမဟုတ်တော့ဘဲနဲ့အခုလိုမျိုးပုံစံကြီးကျွန်တော်တို့ကမြင်ကွင်းတွေပြောင်းသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီလိုမျိုးကျွန်တော်တို့ကပုံစံမျိုးပြောင်းသွားတဲ့အခါမျိုးမှာ
ဘလိုမျိုးပြန်လဲပြီးတော့မှလောက်ရမလဲမသိနေဘူးဆိုရင်တော့ကျွန်တော်တို့အခုဒီနေရာလေးမှာရှိနေတဲ့ view layout တွေကနေပြီးတော့မှ print layout view ဆိုတာလေးကိုကျွန်တော်တို့ကအလဲကောင်းအကောင်လေးကိုကျွန်တော်တို့တစ်ချက်လောက် clip ပြန်ပြီးတော့ထောက်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ပုံမှန်မြင်ကွင်းလေးအတိုင်းပြန်လဲပြီးတော့ရရှိသွားတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီထိနားလည်လောက်မယ်လို့ထင်တယ်ပြီးရင်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့က Microsoft Word မှာ font တွေကို default ထားတဲ့နည်းလမ်းလေးပေါ့နော်ဒါလေးကလည်းကျွန်တော်တို့တော်တော်များများမေးတာလေးတွေ့ရပါတယ်ဒီတော့အခုလက်ရှိကျွန်တော်တို့ဒီမှာ Microsoft Word software ကိုဖွင့်လိုက်တဲ့အချိန်တိုင်းမှာ Microsoft Word ကနေပြီးတော့မှဘေးရင်ချပေးထားတဲ့ font ပုံစံကြီးသူကအများအားဝင်နေတယ်ပေါ့ဒါကိုက Microsoft Word သုံးတဲ့အခါတိုင်းမှာကျွန်တော်တို့ကပြည်ထောင်စု font ကိုသုံးပြီးတော့ပဲစာစီစာရိုက်တွေလုပ်တယ်ဆိုရင်ကိုကအများအား font တွေခဏခဏသွားပြီးတော့မချင်းချင်ဘူးဆိုရင် font လေးတွေကိုကျွန်တော်တို့က default အနေနဲ့ပြောင်းထားခဲ့လို့ရပါတယ်ဘယ်ကနေပြီးတော့ပြောင်းပေးရမလဲဆိုရင်တော့ကျွန်တော်တို့ဒီမှာ home tab ထဲကနေပြီးတော့မှ font dialog box လေးကို click တစ်ချက်နှိပ်ပြီးတော့ဖွင့်ပေးပါမယ်ဒီတော့ font ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကကိုယ်အများအားအသုံးပြုမဲ့ font နဲ့ font size တွေကိုချိန်ထားခဲ့လို့ရတယ်ကျွန်တော်ကတော့ဒီမှာကပြည်ထောင်စု font နဲ့ပဲအများအားအသုံးပြုတာဖြစ်တဲ့အတွက်ပြည်ထောင်စု font လေးပြောင်းပေးထားပါမယ်အောက်မှာလည်းကျွန်တော်တို့ကပြည်ထောင်စု font လေးကျွန်တော်တို့ပြောင်းပေးလိုက်မယ်ပေါ့ဒါလေးတွေကျွန်တော်တို့ပြောင်းပြီးသွားပြီ font size ကိုလည်းကျွန်တော်တို့က12လောက်လေးထားခဲ့ပါမယ်ဒီအောက်မှာလည်းကျွန်တော်တို့12လောက်လေးရွေးထားခဲ့မယ်ပေါ့ဒါတွေအားလုံးကျွန်တော်တို့ကကိုယ်အများအားအသုံးပြုမဲ့ font ပုံစံလေးတွေပြောင်းပြီးသွားပြီဆိုရင်အောက်ဆုံးလေးမှာရှိနေတဲ့ set at default ဆိုတဲ့နေရာလေးကို click တစ်ချက်နှိပ်ပြီးတော့ all document based on the normal template ဆိုတာလေးမှာကျွန်တော်တို့ဆက်လက်လေးပေးထားမယ် okay လေးနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ပြည်ထောင်စု font လေးဝင်သွားမယ် Microsoft Word software ကိုပိတ်ပြီးတော့ဘယ်နှခါပဲပြန်ပြီးတော့ဖွင့်ကျွန်တော်တို့အများအားသတ်မှတ်ထားခဲ့တဲ့ပြည်ထောင်စု font လေးကကျွန်တော်တို့ပုံသေးအနေနဲ့ဝင်နေမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ font တွေကို default ထားတဲ့ setting နေရာလေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့နောက်ထပ်တစ်ခုဆက်ပြီးတော့သွားလိုက်ပါမယ်နောက်တစ်ခုကတော့ကျွန်တော်တို့က Microsoft Word မှာဓာတ်ပုံတွေထည့်ပြီးသွားရင်ရွှေ့လို့မရဘူးဖြစ်နေတယ်ဘယ်လိုလုပ်ရလဲဆိုပြီးတော့မေးထားတာလေးဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ Microsoft Word မှာပုံလေးတွေထည့်ခြင်းနဲ့ဆိုရင် insert ထဲကနေပြီးတော့ picture ဆိုတဲ့ထဲကိုဝင်မယ် this device ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပြီးတော့ကိုယ့်ရဲ့ computer ထဲမှာရှိနေတဲ့ကိုယ်အသုံးပြုမဲ့ဓာတ်ပုံလေးတွေကိုကျွန်တော်တို့ထည့်ပေးလို့ရတယ်ပေါ့နော်ဒီတော့ကျွန်တော်နမူနာအနေနဲ့ပုံလေးတစ်ပုံလောက်ထည့်လိုက်ပါမယ်အခုထားပါတော့ဒီရဲ့ပုံလေးကျွန်တော်တို့ထည့်လိုက်ပါမယ်ဆက်လက်လေးပေးပြီးတော့ insert ဆိုပြီးတော့နှိပ်လိုက်ပါမယ်အခုဒီမှာကျွန်တော်တို့ဓာတ်ပုံလေးတစ်ပုံကျွန်တော်တို့ Microsoft Word ထဲမှာရောက်ရှိလာတယ်ပေါ့နော်အဲ့တော့ဒီရဲ့ဓာတ်ပုံလေးမှာကျွန်တော်တို့ကပုံကတော့ကျွန်တော်တို့ရောက်လာတယ်ဒီဓာတ်ပုံလေးကိုကျွန်တော်တို့ကနေရာတွေရွှေ့ချင်ပါတယ်ဆိုရင်ရွှေ့လို့မရဘူးဖြစ်နေတယ်ပေါ့နော်မောင်းနဲ့အလွယ်တကူဖိဆွဲပြီးတော့နေရာတွေရွှေ့လို့မရဘူး site တွေကတော့ကျွန်တော်တို့ကအကြီးအသေးလို့ကျွန်တော်တို့လုပ်လို့ရတယ်ဒီပုံလေးကိုကျွန်တော်တို့ကဒီနားလေးမှာမထားချင်ပါဘူးဒီဘက်ဘေးလေးမှာတိုးပြီးတော့ရွှေ့ချင်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့အပေါ်ဘက်ချမ်းတွေတိုးပြီးတော့ရွှေ့ချင်တယ်ပေါ့ဒီလိုမျိုးကျွန်တော်တို့ကပုံလေးတွေထည့်ပြီးလို့နေရာရွှေ့မရဘူးဆိုရင်ကျွန်တော်တို့ပုံကိုဆက်လက်လေးပေးထားပြီးတော့ဒီဘက်ဘေးလေးမှာရှိနေတဲ့ layout option ဆိုတဲ့ထဲကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့ဝင်ပေးမယ်ဒီထဲကနေပြီးတော့မှကျွန်တော်တို့က in front of text ဆိုတာလေးကျွန်တော်တို့ရွေးပြီးတော့မှပုံလေးတွေကိုနေရာရွှေ့လို့ရတယ်ပေါ့ဒီလိုမှကျွန်တော်တို့က layout option တွေကနေပြီးတော့မရွှေ့ချင်ဘူးဆိုရင်လည်းရတယ်ဒီပုံပေါ်မှာ right click လေးနှိပ်ပြီးတော့လည်းကျွန်တော်တို့ဒီမှာ what text ဆိုတဲ့ထဲကနေပြီးတော့လည်းကျွန်တော်တို့ဒီမှာ in front of text ဆိုတာလေးရွေး behind text ဆိုတာလေးရွေးပေါ့နော်ဒီထဲကနေပြီးတော့ကျွန်တော်တို့တစ်ခုခုကိုရွေးပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ဓာတ်ပုံလေးကနေရာတွေရွှေ့လို့ရသွားမယ်လှည့်တာစောင်းတာတွေကျွန်တော်တို့လုပ်လို့ရသွားမယ်ပုံကိုကျွန်တော်တို့စိုက်အကြီးအသေးပြင်တာတွေကျွန်တော်တို့အားလုံးပြုလုပ်လို့ရသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Microsoft Word နဲ့ပတ်သက်ပြီးတော့မှကျွန်တော်စီမှာအမေးများတာလေးတွေကိုစူးစီးပြီးတော့မှပြန်လည်မျှဝေပေးတာဖြစ်ပါတယ်အကယ်၍ကိုယ်တိုင်လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုယ်တိုင်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ကိုပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ် Microsoft Word နဲ့ပတ်သက်ပြီးတော့အခြားသိချင်တာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်စီကိုလာပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အခုဒီရဲ့သင်ခန်းစာလေးကိုကျွန်တော်ဒီမှာပဲရန်နာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာဒီရဲ့သင်ခန်းစာလေးလေ့လာတဲ့အခါမှာကိုယ်တိုင်အားလုံးလေ့ကျင့်ပြီးသွားပြီပေါ့နော်သင်ခန်းစာလေးတွေလေ့လာရတာအဆင်ပြေတယ်ဆိုရင်လည်းဒီသင်ခန်းစာရဲ့ comment လေးမှာD1 dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာလေးတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်
လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါ